ပြတာနဲ့ချတာနဲ့မတူဘူးဗျတင်နန်းသားကပညာလိုချင်လို့မေးတဲ့အခါမှာဆရာကပြပေးတာဖြစ်တယ်ဆရာကဒီလိုလေးခုတ်လိုက်ရင်ဘယ်လိုနေမလဲအဲ့ဒီနေရာမှာတပည့်ဖြစ်တဲ့သူကစမ်းကျင်တဲ့ပုံစံနဲ့အားနဲ့ဒီလိုခုတ်ရင်ဆရာဘယ်လိုလုပ်မလဲဆိုရင် Newton laws ခင်ဗျားတို့သိပြီးကြပြီလားဗျပညာတတ်တွေဆိုတော့သိမှာပါတက်ရောက်မှုတိုင်းမှာတံပြန်တက်ရောက်မှုအားရှိတယ်ဗျအဲ့တော့တပည့်ဖြစ်တဲ့သူကပညာကိုသင်ပေးနေတဲ့အချိန်မှာပညာစမ်းသလိုနဲ့အားခုတ်လိုက်တဲ့အချိန်မှာဆရာဖြစ်တဲ့သူကတပည့်ရဲ့တန်မာတဲ့ခွန်အားအလိုက်သူကရုပ်တရက် auto response နဲ့တံပြန်တိုက်ခိုက်တဲ့အခါမှာအကောင်ကြီးလေပို့ပြီးအားသုံးရလေအကောင်ကြီးတဲ့လူကစမ်းလေပို့ပြီးတော့အကောင်ကြီးတဲ့လူကနာလေဖြစ်ပါတယ်အဲ့တော့တချို့ကတော်တော်များများပေါ့နော်ကိုယ်တိုင်လဲတိုင်းဆရာလုပ်နေပြီကိုယ်တိုင်လဲတိုင်းပညာပြန်တင်နေပြီဆိုရင်ဒီအချက်အမြဲတမ်းသတိထားပါတခြားလူတွေကိုဝေဖန်ဖို့နဲ့တိုက်ခိုက်ဖို့ပဲစဉ်းစားပြီးတော့ကိုယ်တိုင်ပြောလိုက်တဲ့နေရာမှာကိုယ်ဆောက်ချက်ကိုခွဲသလိုဖြစ်သွားတဲ့အတုံးနှုံးနေနဲ့ခက်နဲ့တဲ့စကားတွေပါလာခဲ့တယ်ဆိုရင်ကိုပေါင်ကိုလန်ထောင်းသလိုဖြစ်သွားပါလိမ့်မယ်ဒါကြောင့်မလို့အဲ့တော့တိုင်းဆရာတယောက်ကတိုင်းတပည့်တယောက်ကိုဒါလေးကဒီလိုချတာပါဆိုတော့သူကအားပေးရမှာဗျသူဒီအတုံးလေးကိုငါတို့မသိသေးပါလားပညာယူတဲ့ရင်ယူရပါတယ်ပညာခိုးတဲ့ရင်ခိုးတတ်ပါတယ်ကိုကြရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့မှပညာပြန်လဲဖြန့်ဝေဖို့အတွက်လဲအသုံးပြုတဲ့ရင်အသုံးပြုလို့ရတယ်ဗျအဲ့လိုမှမဟုတ်ဘဲနဲ့ဒီကောင်ကဒီလိုလေးခုတ်တာကိုငါတို့ကဒီလိုလေးလုပ်တာစောက်ပေါ်တွေကွာဆိုပြီးတော့မှဝေဖန်ရေးနဲ့လေကန်ရေးလုပ်မယ်ဆိုရင်ခင်ဗျားတို့တိုင်းပညာနဲ့အသက်မွေးဝမ်းကြောင်းလုပ်လို့မရဘူးဗျဆိုလိုတဲ့သဘောကိုခင်ဗျားတို့သဘောပေါက်မှာပါအဲ့တော့ဆရာတယောက်ကဒါမျိုးသားလေးခုတ်ကြည့်ပါကွာဆိုတပည့်ဖြစ်တဲ့သူကိုဟဲ့အောင်မင်းဒီလိုမျိုးလှုပ်လိုက်ငါဒီလိုမျိုးချလိုက်ပါတယ်ကွာဆိုရင်တပည့်ဖြစ်တဲ့သူကလည်းနာသွားမယ်ကိုကတိကျင်လို့မေးတဲ့အချိန်မှာဆရာဖြစ်တဲ့လူကမတရားလှုပ်လိုက်တဲ့အခါမှာစိတ်မှနာသွားမယ်အဲ့တော့စိတ်မှနာသွားတဲ့တပည့်ကအဲ့ဆရာစီမှာလည်းရေရှည်တက်ဖို့ကစိတ်ကူးမရှိတော့ဘူးငါရိုးရိုးလေးမေးတာ तू ကပညာစမ်းတယ်တင်ပြီငါတကယ်လုပ်ပါလားဆိုပြီးတော့တိုင်းတပည့်လည်းရှိမှာမဟုတ်တော့အဲ့တော့တချို့တကယ်အရေးကြီးတဲ့တိုင်းခွက်လေးတွေကိုပြပေးနေဆရာကြီးဆရာငယ်တွေရှိတယ်ဗျအဲ့ဒီဟာတွေကိုလည်းတင်ရိုးဖောင်တွေကဘလို့သုံးရလဲဆိုတော့တေချာပြထားတဲ့ဖောင်လေးတွေရှိတယ်ကျွန်တော်လည်းတချို့ပညာယူရတဲ့ဆရာကြီးတွေအများကြီးရှိတယ်အဲ့ဒါအောင်မှကျွန်တော်အနေနဲ့သွားပြီးတော့ကျုပ်အနေနဲ့သွားပြီးတော့ခင်ဗျားပြထားတာကြီးကလည်းတကယ်သုံးမရပါဘူးသွားပြောလိုက်ရင်အဲ့ဒီဆရာကထပ်မပြတော့ဘူးဆိုရင်ပညာဆုံးသွားတယ်ပညာတုံးသွားတယ်အဲ့တော့တော်တော်များများကတိုင်းပညာကိုသင်ယူတဲ့အခါမှာပညာယူကျင်တာလားပညာချူကျင်တာလားဒီအချက်အရင်ရေးကြည့်ပါတယ်ပညာပြပေးတဲ့ဆရာနဲ့ပညာပြတဲ့ဆရာနဲ့မတူပါဘူးနောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်